现在外年呢，အခုဆိုရင်အပြင်ဘက်မှာကြံ下雨呢မိုးရွာနေတော့မယ်အခုအပြင်မှာမိုးရွာနေတော့မယ်တဲ့အဲ့တော့ကြောက်လိုက်ဒုက္ခပဲတဲ့我今天出门的时候တဲ့ဒီနေ့ငါအပြင်ထွက်တဲ့အချိန်မှာတဲ့ဝမ်းတိုက်ရွေးဆန်လာငါထိမိခဲ့တယ်တဲ့ဆိုတော့对哦，对，对，我们要坐车去看电影。我တို့တွေတဲ့ကားစီးပြီးတော့ရုပ်ရှင်သွားကြည့်ကြရအောင်တဲ့那个电影院ဒီရုပ်ရှင်ရုံကတဲ့离学校ကျောင်းကနေဆိုရင်不太远တိတ်မဝေးဘူးတဲ့我们不用ငါတို့တွေကမလိုဘူး坐车去ကားစီးသွားဖို့မလိုဘူးတဲ့可以骑车去ဟိုပါလေစပိတ်စီးသွားရုံနဲ့ရတယ်ဆိုတော့48我想要穿颜色的大衣我想要ငါလိုချင်တဲ့穿颜色的大衣အယောင်ပြောလောက်ကုတ်တစ်ထည်ငါလိုချင်တဲ့这件大衣的颜色ဒီရဲ့လောက်ကုတ်အင်ကြီး啊ဆိုရင်တဲ့有点香的အယောင်ရင့်နေတဲ့有没有穿一点的နည်းနည်းလေးအယောင်ဖြော့တာရှိမလားတဲ့ဆိုတော့对这样漂亮样子